Okay အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ရက်ရှည်နေတဲ့သူတွေအတွက်လွယ်ကူနဲ့လေ့ကျင့်လို့ရမယ့်လေ့ကျင့်ခန်း၃မျိုးကိုပြသပေးသွားမှာဖြစ်ပါတယ် Okay ဗီဒီယိုလေးစလိုက်အောင် First exercise ကတော့ hanging bar လို့ခေါ်တဲ့ဘားဆွဲတဲ့လေ့ကျင့်ခန်းပဲဖြစ်ပါတယ်ကိုကြိုက်တဲ့ရာတန်းတစ်ခုကိုဆွဲပြီးတော့အနည်းဆုံး10မိနစ်ခန့်တောက်ထားမှာဖြစ်ပါတယ်3ချိန်ကနေ5ချိန်အထိပြုလုပ်သင့်ပါတယ်Second exercise ကတော့ Cobra Strap လို့ခေါ်ပါတယ်စက္ကန့်30ရာနေ10မိနစ်လောက်အထိခန္ဓာကိုယ်ကိုတောက်ထားမှာဖြစ်ပြီးတော့အနည်းဆုံး3ချိန်ကနေ5ချိန်အထိပြုလုပ်သင့်ပါတယ်That exercise ကတော့ ball hyzim လို့ခေါ်တဲ့နံရံသို့မဟုတ်အပင်တစ်ခုကိုမှီပြီးတော့ခန္ဓာကိုယ်ဆက်ထားတဲ့လေ့ကျင့်ခန်းပဲဖြစ်ပါတယ်။နံရံသို့မဟုတ်အပင်တစ်ခုခုနဲ့ခန္ဓာကိုယ်ကို10မိနစ်ခန့်မှီပြီးဆက်ထားမှာဖြစ်ပါတယ်။ဒီလေ့ကျင့်ခန်းကိုလေ3ချိန်ကနေ5ချိန်အထိပြုလုပ်သင့်ပါတယ်။